2 3 4 5 6ခွန်8 9 10 11 12အဲ့ဒီအပိုင်းမှာရင်အောင်ပိုင်းကရှိမယ်ပေါ့နော်1 2 3 4 5 6ခွန်အဲ့ဒီခုနကလေပြင်းပိုင်း1 2 3 4 5 6ခွန်8 90 11 12အဲ့ဒီ12ခုကနန်အိမ်နေရင်အောင်ပိုင်း1 2 3 4 5အဲ့ဒီ5ခုကခါပိုင်းပြီးတော့ဒီနှစ်ပိုင်းကကြတော့တင်ပစုံပိုင်းပေါ့နော်1 2 3 4 5 6ခွန်8 90 11 12အဲ့ဒီဒီရင်အောင်ပိုင်း12ခုအယိုးမှာသွားဒီနန်ယိုးတွေရှိရပေါ့နန်ယိုးတွေ12ခု12ဆောင်ဖြာထွက်တာပေါ့နော်1 2 3 4 5 6ခွန်8 90 17နောက်တစ်ခုအနောက်မှာမမြင်အောင်နော်ဒီမှာပြန်ရေးကြည့်မယ်အဲ့ခါဒီမှာလည်းမမြင်အောင်1 2 3 4 5 6ခွန်8 90 17 12ဆိုပြောဖြာထွက်တာ1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကပေါ့နော်အဲ့ဒီချိုးရိုးကနေလာပြီးတော့ဒီရင်ညွတ်ရိုးနဲ့လာဆက်တယ်ပေါ့နော်ဆက်ပြီးတော့အဲ့ဒီ8 9 10အားကြတော့သူကအဲ့3ခုကိုပေါင်းလိုက်တာပေါင်းပြီးတော့မှဒီနေ့မှာအောက်ကဟာလေးနဲ့လာဆက်တာပေါ့နော်ပြီးဆိုရင်ဒီနှစ်ခုကကြတော့အလွတ်ပေါ့နော်အောက်စုမှာဆက်နှစ်ဆောင်ရှိတာမှာအောက်ဆုံးကနှစ်ခုကဒီရင်ညွတ်ရိုးနဲ့လာမဆက်ပဲနဲ့လွတ်နေတယ်ပေါ့နော်ရင်ညွတ်ရိုးနဲ့လာမဆက်ပဲနဲ့ဒီနေ့မှာလွတ်နေတယ်ပေါ့1 2 3 4 5 6ခွန်8 9 10 11 12အဲ့ဒီအောက်ကနှစ်ခုကပေါ့နော်အရှိကရင်ညွတ်ရိုးနဲ့သွားမဆက်ပဲနဲ့လွတ်နေရပေါ့ဒီမှာကြည့်ဘေးတိုက်ကနေဆိုရင်ဒီလိုမျိုးဖြစ်နေတာပေါ့နော်အရှိကနေကြည့်မယ်ဆိုရင်တော့1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့တိုက်ရလာဆက်ပြီးတော့မှအယိုးနံပါတ်8 9 10ကကျတော့သူတို့က3ခုပေါင်းပြီးတော့မှဒီရင်ညွတ်ရိုးနဲ့လာဆက်တယ်ပေါ့နော်အနောက်ကနှစ်ခုကတော့အရှိကဒီရင်ညွတ်ရိုးနဲ့မဆက်ပဲနဲ့လွတ်နေတာပေါ့နော်ဒီလိုမျိုးလွတ်နေတာပေါ့1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့တိုက်ရလာဆက်ပြီးတော့8 9 10ကသူတို့3ခုပေါင်းပြီးတော့မှရင်ညွတ်ရိုးနဲ့လာဆက်တာပေါ့နော်ပြီးဆိုရင်ဒီနှစ်ခုပေါ့ဒီနှစ်ခုကကြတော့မဆက်ပဲနဲ့လွတ်နေတာပေါ့နော်ဒီဘက်မှာလွတ်နေတဲ့နှစ်ခုရှိဟိုမှာလည်းလွတ်နေတဲ့နှစ်ခုရှိမမြင်ရအောင်ပေါ့နော်1 2 3 4 5 6ခွန်8 9 10 17 12အဲ့ဒီအောက်က17နဲ့12ကမဆက်ပဲနဲ့လွတ်နေရပေါ့နော်1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့တားရလာဆက်တယ်8 9 10ကကြတော့ပေါင်းပြီးတော့မှဒီရင်ညွတ်ရိုးနဲ့လာဆက်တယ်ပြီးတော့ဒီအောက်ဆုံးကနှစ်ခုကလွတ်နေရပေါ့ဒီဘက်မှာမမြင်ရလို့ပေါ့ဒီအောက်ဆုံးကနှစ်ခုကလွတ်တယ်ပေါ့နော်မဆက်ဘူးပေါ့နော်1 2 3 4 5 6ခွန်အဲ့ဒါကတားရရင်ညွတ်ရိုးနဲ့လာဆက်တယ်ပြီးတော့မှ8 9 10ကသူတို့က3ခုပေါင်းပြီးတော့မှဒီအောက်ဆုံးနံပါတ်9နဲ့ရိုးနဲ့လာဆက်တယ်ပေါ့နော်ပြောရင်ညွတ်ရိုးသွားတယ်ပေါ့နော်ပြီးတော့ဒီအောက်ကနှစ်ခုကလွတ်တယ်ပေါ့နော်မဆက်ဘူးပေါ့နော်ဒီအောက်ကနှစ်ခုကလွတ်တယ်မဆက်ဘူး1 2 3 4 5 6ခွန်အဲ့မှာရင်ညွတ်ရိုးနဲ့တားရလာဆက်တယ်ဆက်ပြီးတော့မှအဲ့မှာ8 9 10ကကြတော့သူတို့ကပေါင်းပြီးတော့မှဒီနံပါတ်9မှာလာပေါင်းပြီးတော့မှရင်ညွတ်ရိုးနဲ့သွားဆက်တယ်ပေါ့နော်ပြီးတော့ဒီအောက်မှာအနောက်မှာပေါ့နော်ဒီလိုလွတ်နေတဲ့နှစ်ခုရှိရမမြင်ရလို့ပေါ့နော်1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့တားရလာဆက်တယ်ပြီးတော့မှ8 9 10ကကြတော့3ခုပေါင်းပြီးတော့မှနံပါတ်9နဲ့လာပေါင်းပြီးတော့မှရင်ညွတ်ရိုးသွားတယ်ပေါ့နော်ပြီးတော့အနောက်မှာနှစ်ခုရှိရမမြင်ရဘူးပေါ့နော်အရှင်းနဲ့လာမဆက်တဲ့ဟာ1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့တားရလာဆက်တယ်8 9 10ကသူတို့3ခုပေါင်းပြီးတော့မှနံပါတ်9နဲ့သွားဆက်ပြီးတော့မှရင်ညွတ်ရိုးလာတယ်ပေါ့နော်ပြီးတော့အနောက်ကတစ်ခုနှစ်ခုကမမြင်ရအောင်အရှိကိုလာမဆက်ဘူးပေါ့ရင်ညွတ်ရိုးနဲ့1 2 3 4 5 6ခွန်အဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့သွားဆက်တယ်ဆက်ပြီးတော့မှ8 9 10ကကြတော့3ခုပေါင်းပြီးတော့မှနံပါတ်9နဲ့လာဆက်ပြီးရင်ညွတ်ရိုးသွားတယ်ပြီးတော့17 12ကအရှိကရင်ညွတ်ရိုးနဲ့လာမဆက်ဘူး1 2 3 4 5 6ခွန်အမအဲ့ဒီခုနှစ်ခုကရင်ညွတ်ရိုးနဲ့တားရလာဆက်တယ်8 9 10အမေ8 9 10ကကြတော့သူတို့3ခုကပေါင်းပြီးတော့မှနံပါတ်9နဲ့လာဆက်ပြီးရင်ညွတ်ရိုးသွားတယ်ဒီအနောက်ကတစ်ခုရဲ့ဒါလေးရဲ့မမြင်ရအောင်အဲ့ဒီနှစ်ခုကရင်ညွတ်ရိုးနဲ့လာမဆက်လွတ်နေရပါတော့ဆက်လွတ်ရိုးလို့ခေါ်တာပေါ့နော်
1 2 3 4 5 6ခွန်အမေအဲ့ဒီခုနှစ်ခုကရင်းညွတ်ရုံနဲ့တားရလာဆက်တယ်8 9 30ကသူတို့ကပေါင်းပြီးတော့မှနံပါတ်9နဲ့လာဆက်ပြီးရင်းညွတ်သွားတယ်ပြီးတော့ဒီနံပါတ်7နဲ့နံပါတ်12ကကြတော့ရင်းညွတ်ရုံနဲ့လာမဆက်ဘူးပေါ့နော်လွတ်တယ်ပေါ့နော်ဆက်လွတ်ယူ